အော်ဒီပုံစံမျိုးလေးလေယာကတ်ပေါ့နော်လေယာကတ်ညက်မယ်ဆိုလဲလိုက်တယ်ဒါပေမဲ့ဒီအပေါ်လေးမျက်နှာတော်တော်လေးဖြစ်ဖို့တော့ကကျွန်တော်အပေါ်လေးဝိတ်ပုံစံမျိုးလေးထည့်လိုက်မယ်နော်အဲ့လိုလေးထည့်လိုက်မယ်